ဒီလူငယ်လေးကတိုင်းကျစ်နေတဲ့တထောင်ကျောင်းလုံးမှာထိုးဆိုင်တဲ့ကောင်းကင်မြေကြီးနမိတ်တွေဖြစ်ပေါ်လာစေခဲ့တာပါ။ဒါကြောင့်ဘေးနားမှာအိပ်ပျော်နေတဲ့သူ့ရဲ့ဆရာကြီးတောင်လက်နိုးသွားခဲ့ရပါတယ်။ဆရာဖြစ်သူကသူ့တပည့်လေးတိုင်းပညာတွေအထွတ်ထိပ်ရောက်လို့နှက်သက်ကြွေပြီးနှက်ပီတက်တော်မယ်လို့တောင်ထင်မှတ်သွားတာပါ။ဒါပေမဲ့မထင်မှတ်ထားတာကအားအင်အားလုံးဒီလူငယ်လေးစီစုပြုံရောက်ရှိသွားချိန်မှာသူကတော့နိုးလာပြီးဘာထူးခြားမှုမှမခံစားရတယ်လို့ကျင့်စဉ်တွေတိုးတက်လာတယ်လို့လည်းမထင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့သူဟာနဝိစာဖြစ်ဖို့မသိမ့်တော်ဘူးလို့တောင်ကိုတန်တရားဝင်လာခဲ့ပါတယ်။ဒါပေမဲ့ဒါဟာလောကီလောကရဲ့အခက်အခဲတွေကိုမဖြတ်တန်းရသေးလို့ဆိုတာဆရာကြီးကတော့တစ်ချက်ကြည့်ုံလည်းသိလိုက်ပါတယ်။ဒါကြောင့်ဒီလူငယ်လေးကိုသူ့ရဲ့ပါရမီကတော်တော်လေးညံ့ဖျန်တယ်လို့လိန်ညာပြောဆိုလိုက်ပြီးအရင်ကတည်းကသူနဲ့စိတ်ဆက်ပေးထားတဲ့ဇနီးလောင်းတစ်ယောက်ရှိတယ်လို့ပြောခဲ့ပါတယ်။အခုတော့အထိမ့်မပစ္စည်းကိုယူသွားပြီးမြောက်ပိုင်းဒေသကရန်မီသားစုစီတွားရောက်လက်ထပ်ခွင့်တောင်းဖို့အချိန်တန်ပြီလို့ခိုင်းလိုက်ပါတော့တယ်။ဒီလူငယ်လေးလည်းဆရာပေးလိုက်တဲ့အထိမ့်မပစ္စည်းကိုကိုင်ပြီးစိတ်လှုပ်ရှားစွာနဲ့အိမ်ကနေထွက်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတောင်ကောက်မှာတော့ချောမောလာပါတဲ့မိန်းကလေးတယောက်ဟာမြောက်ပိုင်းဒေသကထိပ်သီးတိုင်းပညာရှင်2ယောက်ရဲ့လိုက်လံတပ်ဖြတ်တာကိုခံနေရပါတယ်။အသက်လူပြေရင်နဲ့သူမဟာနှစ်ပေါင်းထောင်ချီအောင်ဘသူမှအသက်ရှင်လျက်ပြန်မထန်နိုင်တဲ့နတ်ဖျားလေးကားထစ်လို့ခေါ်တဲ့ရှိုးဝက်နယ်မြေလဲကိုဝင်သွားမိပါတော့တယ်။သူမရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့အချိန်မှာပဲဒီလူငယ်လေးကအပေါ်ကနေကွက်တိဆင်းလာခဲ့ပါတယ်။အဲ့ဒီမိန်းကလေးရဲ့တနာစရာတောင်းတဲ့ပုံစံကိုမြင်တော့သူမခါနာနေတာလို့ပဲဒီလူငယ်လေးကအထင်သွားခဲ့ပါတယ်။ရှင်အပေါ်ကနေဘလို့များဆင်းလာတာလဲ။ဘာဖြစ်လို့လဲတောင်ပေါ်ကကျွန်တော်အိမ်လေးရှင်အိမ်ကဒီလေးဝက်နယ်မြေထဲမှာရှိတာလေ။ဒီလူငယ်လေးကတော့လေးဝက်နယ်မြေဆိုတာဘာမှနောက်မသိပဲဒီမိန်းကလေးကိုတွဲကူပေးလိုက်ပါတယ်။မထင်မှတ်ပဲအဲ့ဒီမိန်းကလေးခန်းစားနေရတဲ့အသက်အန္တရာယ်ပေးနိုင်တဲ့ဖိအားတွေဟာချက်ချင်းပဲပျောက်ကွယ်သွားခဲ့ပါတော့တယ်။ဒီအန်အောစရာကောင်းတဲ့မြင်ကွင်းကြောင့်အဲ့ဒီအလားပိုင်းလေးနောက်ကိုလိုက်တက်နေတဲ့ထိတ်တန်းတိုင်းသမား2ယောက်တောင်ကြောင်ဩသွားပြီးအမီးကုတ်ပြီးထွက်ပြေးသွားကြပါတယ်။အဲ့ဒီနောက်မှာတော့ဒီမလေးကလူငယ်လေးရဲ့အသက်ကယ်တင်မှုကိုကျေးဇူးတင်စကားဆိုခဲ့တာပေါ့။ဒါပေမဲ့ဒီလူငယ်လေးကရန်မီဖားစုစီကိုသွားပြီးလက်ထပ်ခွင်တောင်းဖို့ရှိနေတာကြောင့်အချင်းအကြာကြီးစကားမပြောနိုင်ပဲနှုတ်ဆက်စကားနည်းနည်းပါးပါးပြောပြီးတာနဲ့ထွက်ခွာခဲ့ပါတယ်။မကြခင်မှာပဲသူဟာရန်မီသားစုအိမ်ကိုရောက်သွားခဲ့ပြီးခြံထဲဝင်လိုက်တာနဲ့ဒီစိတ်ဆက်ထားတဲ့တတော်သမီးလောင်းရိပ်အိမ်ကတော်တော်နီချမ်းသာကြွယ်ဝတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့သူကအမတ်အသားပစ္စည်းလေးကိုကင်ပြီးလက်ထပ်ခွင်တောင်းတဲ့အခါမှာတော့ရန်မီသားစုခေါင်းဆောင်ကြီးကကတိတီးပြီးမြဲရန်မီသားစုရဲ့သမီးငယ်လေးကတော့တေတောင်သဘောမတူနိုင်ဘူးလို့ညှင်းဆန်နေပါတော့တယ်။အဖေသမီးဒီလူနဲ့တော့လုံးဝလက်မထပ်နိုင်ဘူးနော်ဆိုပြီးတော့ပေါ့။ဒီရလကလူငယ်လေးအတွက်အံ့ဩစရာဖြစ်သွားခဲ့ရပါတယ်။အပြင်လူတွေကရန်မီသားစုဟာဒီလူငယ်လေးအပေါ်အေးဝမကြည့်ဘူးလို့ပြောမှဆိုတာကြောင့်နောက်တစ်ခဏမှာပဲသူတို့ကရွှေငွေရတနာတွေကိုအစည်းခံတွေစီကနေယူခိုင်းလိုက်ပြီးဒါတွေနဲ့ပဲလူငယ်လေးကိုပြန်လွတ်ဖို့စူးစမ်းခဲ့ကြပါတယ်။လူငယ်လေးကလည်းစိတ်ထဲမထားပဲအဲ့ဒီရတနာတွေကိုယူပြီးပြန်ဖို့ပြင်နေတဲ့အချိန်မှာပဲမထင်မှတ်ပဲရန်မီသားစုရဲ့သမီးကြီးကရုတ်တရက်အထဲကိုဝင်လာခဲ့ပါတယ်။သူကတော့တခြားသူမဟုတ်ပဲဒီလူငယ်လေးနေခင်ကကဲခဲ့တဲ့အလှပန်းလေးပဲဖြစ်နေတာပေါ့။လူငယ်လေးကဒီနေ့လက်ထပ်ခွင့်လာတောင်းတာကိုတီးလိုက်ရပေမဲ့သူ့ညီမကသဘောမတူဘူးဆိုတာကိုကြားလိုက်ရပါတယ်။ဒါပေမဲ့သူကတော့ဒီလူငယ်လေးရဲ့စွမ်းရည်ကိုအစောကြီးကတွေကတွေ့ခဲ့ပြီးသားလေ။ဒါကြောင့်ဒီစိတ်ဆက်ပွဲကိုသူကိုယ်တိုင်ပဲလက်ခံမယ်လို့ချက်ချင်းပြောလိုက်ပြီးအဲ့ဒီညအမတင်လက်ထပ်ဖို့အထိစိတ်လော်နေခဲ့ပါတယ်။အရက်အနေငယ်တောက်ပြီးတဲ့နောက်မှာတော့ဒီမလေးကလူငယ်လေးနဲ့အပိုင်ကျန်ဖို့စူးစမ်းပါတော့တယ်။မထင်မှတ်ပဲလူငယ်လေးရဲ့အင်ကြီးရင်ဘတ်ကိုဟားလိုက်တဲ့အချိန်မှာပဲအင်အားကြီးမားတဲ့တခုခုရဲ့တာစီမှုကိုခံလိုက်ရပါတယ်။အားကောင်းလာတဲ့ကိုရန်တော်အတွေ့အားတစ်ခုကြောင့်လွင့်ထွက်သွားခဲ့ပါတယ်။ဒီလူငယ်လေးကတော့ဒီမင်းကလေးလဲကျနေတာကိုမြင်တဲ့အခါအေးအေးအယားမတ်လို့အိပ်ပျော်သွားတာပဲလို့ထင်နေခဲ့တာပါ။အဲ့ဒီနောက်မှာတော့ဒီလူငယ်လေးကဒီမင်းကလေးကိုခုရင်ပေါ်ပွတ်ချသွားခဲ့ပါတယ်။ဒါပေမဲ့လည်းတိုင်လော့ကထဲရောက်နေမှာတော့အန်ဒီဆိုတာရှောင်လွဲလို့မရဘူးလေ။နောက်တနေ့မှာတော့ရန်မီသားစုရဲ့ရန်သူတော်ထစ်တဲ့စမ်းပြောင်းကအင်ကိုထိလာပြီးရန်စားခဲ့တယ်လို့ရန်မီသားစုရဲ့တပိတွေနဲ့တိုင်းပညာချင်းရင်ပြိုင်ဖို့စိန်ခေါ်လာခဲ့ပါတယ်။အရင်ကဆိုရင်တော့လူတိုင်းကသူ့ကိုကြောက်ကြပြီးမဲ့အခုတစ်ခါမှတော့ဒီမင်းကလေးကတီတီငိမ့်ငိမ့်ပါပဲ။ငါကရှိုးပဲနယ်မြေရဲ့နတ်သားနဲ့လက်ထပ်ထားတာဘသူကများလာပြီးရန်စားရဲသေးလဲကြည်ကြသေးတာပေါ့လို့သူကတွေးနေခဲ့ပါတယ်။အဖိုးကြီးဒီလောကကြီးကမင်းတော့ချန်မီသားစုပိုင်တော်လို့တကယ်ပဲထင်နေတာလားလို့လည်းသူကဆိုလိုက်ပါတယ်။စံပြောင်းရန်လာစားတယ်ဆိုတာကိုကြားတာနဲ့ဒီမင်းကလေးကပထမဆုံးစင်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒီလူငယ်လေးသာရှိနေနေသူတို့ဘယ်တော့မှရှုံးမှမဟုတ်ဘူးဆိုတာကိုသူသိနေလို့ပါပဲ။ညီမဖြစ်သူကလည်းသူ့အမဒီလောက်ယုံကြည်မှုရှိနေတာကိုမြင်တော့သူလည်းရဲတင်လာခဲ့ပါတယ်။ဒါကြောင့်သူကပဲအရင်ဆုံးစင်ပေါ်တက်ပြီးပြိုင်ပတ်နဲ့ရင်ပလိုက်ဖို့လုပ်လိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့အစွမ်းကပြိုင်ပတ်နဲ့အများကြီးကွာခြားနေတာကြောင့်တိုက်ပွဲတော်မစားသေးခင်မှာပဲပြိုင်ပတ်ရဲ့ကြောက်စရာကောင်းတဲ့ဓာတ်အရှိန်ဝါကြောင့်တန်ရာရပြီးစင်ပေါ်ကနေလွင့်ကျသွားခဲ့ပါတယ်။ညီမဖြစ်သူကပြိုင်ပတ်ကိုမရင်နိုင်တာကိုမြင်တဲ့အခါမှာတော့ဒီမင်းကလေးကဒီလူငယ်လေးကိုချက်ချင်းပဲအပေါ်တက်ခိုင်းလိုက်ပါတယ်။
ဒီလူငယ်လေးကလည်းတကယ်တော့သူ့ကိုသူယုံကြည်မှုမရှိပါဘူးဒါပေမဲ့ယောက်ျားအယောက်အနေနဲ့သူ့ဇနီးကိုတေတွင်းတဲ့အယောက်မခံနိုင်တာကြောင့်ရှေ့ထွက်လာခဲ့ပါတယ်အဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာပဲသူ့ရဲ့ဆရာကသူ့ကိုမိုးချိုးနတ်မင်းကိုခေါ်ယူနိုင်တဲ့မော်အင်းစာရွက်တရွက်ပေးထားခဲ့တာကိုတတိယသွားပါတယ်ဒီမိုးချိုးကိုသာခေါ်ယူနိုင်လိုက်မယ်ဆိုရင်ဘလောက်ပဲတော်တဲ့တိုင်းပညာရှင်ဖြစ်ပါစေခုခံနိုင်မှာမဟုတ်တော့ပါဘူးနောက်တစ်စက္ကန့်မှတင်ဒီလူငယ်လေးကတင်းငင်ချင်းရောက်ဆောင်ပြီးစင်ပေါ်ကိုတက်သွားပါပြီအဲ့ဒီနောက်မှာတော့လက်နှစ်ချောင်းကိုဆူလိုက်ပြီးသူ့ရဲ့မန်းတန်ကိုစာတင်ရွတ်ဖက်လိုက်ပါတော့တယ်တပည့်ကြီးသူ့ကိုကောင်းကောင်းလေးအဖော်လုပ်ပေးလိုက်အောင်လူအများရှိမှသူ့ရဲ့နှုတ်ဝိဇာအတတ်တွေကိုထုတ်ပြခိုင်းလိုက်စမ်းပါငါတို့လည်းဘဟုတုတာရအောင်ပေါ့ဟာကြားတယ်မလားမင်းရဲ့နှုတ်ဝိဇာအတတ်တွေကိုမြန်မြန်ထုတ်ပြလိုက်စမ်းပါလူတိုင်းမြင်ဖူးသွားအောင်လို့လေဘိုးတော်ကြီးကျန်တာကတော့ဘိုးတော်ကြီးအပေါ်မှာတည်းမူတည်ပါတော့တယ်ပြောထားတဲ့အတိုင်းပဲနော်ငင်ငင်လေးပဲရက်နေပေးပါစကားတွေအများကြီးဖြောမနေနဲ့ငါကတော့ဒီမှာပဲရက်နေတယ်မင်းရဲ့နှုတ်ဝိဇာအတတ်ကိုသာထုတ်ပြလိုက်စမ်းပါကောင်းပြီလေနောင်တမရစင်နဲ့ပေါ့မိုးချိုးပေဒုက္ခအမိန့်တော့ကောင်းကင်မိုးချိုးအမိန့်တော့ဒါကပါကြီးလေ